လူတိုင်းကပခုံးတစ်ပတ်ကခေါင်းပေါက်တာပြီးမဲ့ရှင်သန်ပုံချင်းတူသလားတချို့ကအကျိုးမရှိတဲ့လှုပ်ရသေးကိုလှုပ်ရတာပြောတယ်လူများကိုဒုက္ခပေးဖို့ဆိုရင်အဲ့ဒီလူထိတ်ကရောက်သူများတို့တော်ကောင်းမြတ်ရေဘာလို့လဲဒုက္ခရောက်အောင်လုပ်ဖို့ဆိုရင်ထိတ်ကနေပြီးစိတ်ကူးစိတ်နှမ်းကသိကောင်းလို့လေမလုတ်ကောင်းဘူးတဲ့မှန်ရလားဘယ်လိုဟောတယ်ဖះဟောမှန်ရလားအဲ့ဒီပုဂ္ဂိုလ်ကိုစာကခေါ်လိုက်တယ်ဒုံမေဓာပြန်ပြောလူမိုက်သမင်းစမ်းပြီးလူအသိမရှိဘဲနဲ့အကောင်းနေကြီးမလုပ်ဘဲနဲ့အစိုးရကြီးလုပ်ပြီးတော့တော်ကောင်းမြတ်သူများဒုက္ခပေးရင်အဲ့ဒီပုဂ္ဂိုလ်လူမိုက်အတန်ကျိုးစီဝါမန္တမရတွေကိုဟာပေတိဆိုရုပ်အောင်လုပ်နေကြတယ်ဒုက္ခချမ်းသာဒုက္ခမန္တမရတွေကိုဟာပေတိဆိုရုပ်အောင်လုပ်နေကြတယ်အကျိုးရှိတာတွေကိုမကျွမ်းကျင်ဘူးအကျိုးမေ့တာတွေကိုပဲကျွမ်းကျင်ကောင်းတဲ့လုပ်တွေကိုမလုပ်ဘူးသူများဒုက္ခပေးဖို့သူများနာမည်ဖြတ်ဖို့လုပ်ရင်အဲ့ဒါဒုံမေဓာမှန်ရလားဘုရားတို့ဗမာလူမျိုးကကိုယ်တိုင်လည်းပဲချမ်းသာသလားဆိုတော့ချမ်းသာအောင်လို့လုပ်တယ်မချမ်းသာဘူးတချို့ကသူများချမ်းသာနေတာကြတော့ဝမ်းသာပေးတတ်တဲ့စိတ်ကမဖြစ်ဘူးမှန်ရလားသူများချမ်းသာနေတာကိုဘလို့ဒုက္ခပေးလိုက်ရမလဲဘလို့မီးစရှို့လိုက်ရမလဲလိုက်ကြည့်တဲ့ပုဂ္ဂိုလ်ကလည်းမရှိဘူးလားသိကြောက်စရာကောင်းတယ်ကမ္ဘာလောကကြီးထဲမှာဒီလိုပုဂ္ဂိုလ်တွေအိတ်တမစ္စရိယများလာလို့ရှိရင်ယဟန်ဖြစ်မေသီလရှင်ဖြစ်ယောက်ျားဖြစ်အမျိုးသမီးဖြစ်အဲ့ဒီပုဂ္ဂိုလ်ကသိကြောက်စရာကောင်းတယ်ဒါကြောင့်အိတ်တမစ္စရိယမဖြစ်ကောင်းဘူးတဲ့မှန်ရလားလူများချမ်းသာရင်ဝမ်းသာပေးတတ်တဲ့စိတ်လေးဖြစ်ဖို့မကောင်းလားလူများအစဉ်ပြေနေရင်ယာရုတွေရသွားရင်ဝမ်းသာပေးတဲ့စိတ်လေးဖြစ်ဖို့မကောင်းလားအဲ့ဒါမှလောကကြီးထဲမှာတော်ကောင်းများကြီးဘာလို့တလဲဆိုတော့နေလို့ထိုင်လို့နေတော့ထိုင်တော့ရှိတယ်ထမင်းစားပြီးသိတယ်လူအသိရှိတာပါတဲ့မှန်ရလားဒါကြောင့်ချမ်းသာရင်ဘာလို့ပေးရမလဲဝမ်းသာပေးရမယ်အောင်မြင်နေရင်ဘာလို့ပေးရမလဲဝမ်းသာပေးရမယ်မှန်ရလားအခုတော့မဟုတ်ဘူးဗမာလူမျိုးကအချင်းချင်းတယောက်နဲ့တယောက်အောင်မြင်နေရင်ဘယ်လိုပုတ်ချရမလဲစဉ်းစားနေတာတယောက်ကအစဉ်ပြေနေရင်ဘယ်လိုဒုက္ခပေးရမလဲစဉ်းစားနေတာအောင်မြင်လာတာနဲ့မြတ်မအောင်မြင်ခင်တော့လူမသိဘူးအောင်မြင်လာလူသိပြီဆိုရင်ပုတ်ချဖို့စဉ်းစားတယ်အဲ့ဒါတော်ကောင်းမြတ်ယဟန်နေမေသီလရှင်နေလူနေတော်ကောင်းမြတ်ရဲ့အဲ့ဒီလိုပုတ်ချပြီးအိတ်တမစ္စရိယဝံပြီဆိုတာနဲ့အဲ့ဒီလူရဲ့ယင်နဲ့သူများပူဖို့နောက်ထားကိုယ်တိုင်ပူမနေဘူးလားအိန္ဒသလာသိခာယေတံဟရယေဇလာသိရတိနေဝဝိန္ဒန်ဒီပါမောဇ္ဇတံဗုဒ္ဓတိဟိသေဝိတံရေရခြင်းနှလုံးသွမကောင်းတဲ့အာယောနိတော်မတတိကာရောကြောင့်အိန္ဒာရိဟုသောကိုရောမိလျံအလယံတပြောင်ပြောင်တောက်လောင်၍နေကြကုန်သောတတ္တနံတတ္တဝါတို့မှာဝိနာတိပျက်စီးဖို့ရဖြစ်လာပြီဆိုရင်ဟောတတ္တဝါတွေအိတ်တမစ္စရိယဝင်လာပြီဆိုရင်အဲ့ဒီပုဂ္ဂိုလ်စာလို့အကုန်လုံးချုပ်ပြောလိုက်တော့ပါဠိတော်ကိုဒုက္ခနိဂစ္ဆတိဒုက္ခရောက်တော့မယ်ဗါတဲ့တော့ဘာစိတ်ဝင်ရင်တော့အိတ်တမစ္စရိယစိတ်ဝင်ရင်ပြန်ပြောယဟန်ဖြစ်မေတိလရှင်ဖြစ်အမျိုးသားဖြစ်အမျိုးသမီးဖြစ်အိတ်တမစ္စရိယမဖြစ်ကောင်းဘူးမှန်ရလားလူဆိုတာသူအကြောင်းနဲ့သူပါအကြောင်းကောင်းရင်အကြောင်းမကောင်းရင်ဒါလူတိုင်းမသိဘူးလားဝမ်းသာပေးလိုက်စမ်းမှာတော်ကောင်းမြတ်ရဲ့သူကံနဲ့သူကောင်းသွားတာပေါ့မှန်ရလားချမ်းသာရင်ဝမ်းသာပေးလိုက်စမ်းမှာအောင်မြင်နေရင်ဝမ်းသာပေးလိုက်စမ်းမှာအခုတော့မဟုတ်ဘူးတော်ကောင်းမြတ်ရဲ့ဒုက္ခရောက်နေတူတူကြတော့ဆွဲတင်မှုမစင်စားဘူးဟိုအောင်မြင်နေတဲ့သူကြတော့ဆွဲချဖို့စိတ်ကူးတယ်ဘုရားတို့ဗမာလူမျိုးတွေချက်ကြယူဆိုင်မှန်ရလားအဲ့ဒီစိတ်ကတော်ကောင်းများကြီးပူလောင်ခြင်းလမ်းစာကိုရှာဖွေတယ်ဆိုတာမသိကြဘူးလားတဘောပါရလားကိုဒုက္ခတော့ကိုရှာတယ်ဆိုတာဒါကိုပြောတာနဲ့သူပါရဲ့ဖို့အောင်ကြီးမှန်ရလားအဲကြောင့်တို့ရဟန်းကတွေယဟန်မာတွေအားလုံးတော်ကောင်းများကြီးအဖေတွေမေတွေအားလုံးသိပြီးတော့ကောင်းတဲ့အဆုံးအမတစ်ခုကိုရအောင်ယူပါဆိုရင်ရင်ဘတ်ထဲမှာအိတ်တမစ္စရိယမကိန်းစေနဲ့ပြန်ပြောချမ်းသာရင်ဝတ္တပေးလိုက်အောင်မြင်နေရင်
လဲလေသူကုရရင်ထူပေးလိုက်အားငယ်သူတွေ့ရင်မှန်ရလားအဲ့ဒါဟာလူသားဆန်တဲ့စိတ်ဓာတ်ပါအဲ့ဒါဟာထမင်းစားပြီးကြီးတဲ့လူတစုရဲ့စိတ်ဓာတ်ပါပြန်ပြောပါဦးစကလုံးသိမ့်ပြီးတော့တော်ကောင်းများကြီးမခမ်းနားသွားဘူးလားရင်ပတ်သေးလေရောက်မသွားဘူးလားဒါကြောင့်တော်ကောင်းများတို့တော်ကောင်းတို့တွေရလာတဲ့ဘဝမှာတန်ဖိုးရှိအောင်ကြိုးများအောင်လုပ်ကြစမ်းပါအထကုသလဖြစ်အောင်ပဲကြိုးစားကြစမ်းပါအနတ္ထကုသလအကျိုးမဲ့တဲ့လုပ်တွေကြီးပဲနဲ့အချိန်ကုန်ပြီးတော့မနေကြပါနဲ့မှန်လားဗျာအဲကြောင့်တော်ကောင်းများကြီးကောင်းတဲ့လုပ်တွေကိုမြတ်လို့ပြီးကောင်းမှုတွေပြုကြစမ်း